ပြီးတော့အလ္လာဟ်ရှမြတ်ကမိန့်နေခလကလ်အင်ဆာနမင်အလပ်လူသားဟာပညာတတ်လာပြီဆိုရင်သူ့ထဲမှာဘဝင်ခိုက်တာတွေရှိတယ်ရှိုက်တန်ပျက်စီးရတယ်တအားတက်လုံးလို့ပျက်စီးခဲ့တာတကဘရီတအားများပြီးတော့သူပျက်စီးသွားရတာဒါကြောင့်အလ္လာဟ်ရှမြတ်ကလူသားမျိုးနွယ်စုကိုသတိပေးတယ်ပညာတွေအရန်တတ်သွားပြီမဲ့ခြေထောက်မြေကြီးနဲ့လွတ်သွားတာမျိုးမဖြစ်ရဘူးမင်းရဲ့ပရမမူလဘူတဇင်းမြစ်ကိုဗီဇကိုမေ့ပြလို့မရဘူးအားကြောင့်လေအလ္လာဟ်ရှမြတ်ကအသင်ကိုတွေးခဲကနေဖန်ဆင်းထားတာဖြစ်တယ်တုတ်ရီကနေဖန်ဆင်းထားတာဖြစ်တယ်အဲ့တော့ဒါကိုလည်းတစ်ချက်သတိပေးလိုက်တယ်ပညာတွေအရန်တတ်သွားလို့ဟုံသွားတာမျိုးမဖြစ်ရဘူးအမြဲတမ်းယူကျိုးမှုတွေကိုယ့်ထဲမှာရှိနေရမယ်ဆိုပြီးတော့မိန့်ထားပါတယ်ဆက်ပြီးတော့အလ္လာဟ်ရှမြတ်ကအီကရာဝရဘ်ကလ်အကရမ်ဖတ်ပါဘလောက်ကျွန်တော်တို့ဖတ်နိုင်မလဲပညာရွှေအိုးလူမခိုးဘလောက်ကျွန်တော်တို့သင်ယူမလဲသင်ယူတဲ့လောက်ဒီပညာဆိုတော့အရာကြီးကကုန်သွားဖို့မရှိဘူးဒါကြောင့်လေအလ္လာဟ်ရှမြတ်ကရက်ရက်ရောရောနဲ့ချင်းမြင့်နေတာဖြစ်ကျွန်တော်ဘလောက်စူးစမ်းမလဲစူးစမ်းတဲ့လောက်တိုးပွားမှုတွေအလ္လာဟ်ရှမြတ်ကပေးမယ်ဘရကတ်တွေအလ္လာဟ်ချင်းမြင့်ကျွန်တော်မြတ်ကုရ်အာန်ထဲမှာလည်းပညာရေးတွေမှာဘရကတ်တွေချင်းမြင့်ဖို့အတွက်အလ္လာဟ်ရှမြတ်ကလည်းတောင်းဆိုခိုင်းတယ်ဝကုရ်ရဘ်ဘီဇစ်ဒနီအီလ်မာဥက္ကုရအတင်းတောင်းဆိုပါအလ္လာဟ်ထံကနေအိုကျွန်တော်မျိုးကိုဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကျွန်တော်ရဲ့အီလမ်အသိပညာတွေမှာစားတဲ့တပူတိုးပြီးတော့အလ္လာဟ်ချင်းမြင့်ပေးပါဆိုပြီးတော့မိန့်စေပါတယ်ထပ်ပြီးတော့အလ္လာဟ်ရှမြတ်ကအလ္လာဒီအလ္လမဘီလ်ကလမ်ကလောင်တန်ဒီနဲ့နော်ရေးသားချက်တွေနဲ့သင်ကြားပေးမယ်ဆိုတဲ့အကြောင်းတွေကိုအမိန့်ရှိတယ်အလ္လမလ်အင်ဆာနာမာလမ်ယအလမ်လူသားမသိခဲ့တဲ့အရာတွေကိုအလ္လာဟ်ရှမြတ်ကသိစေတယ်ဆိုပြီးတော့သင်ပေးတယ်ဆိုပြီးတော့လည်းမိန့်ထားပါတယ်အဲ့တော့ဒီအာယတ်တွေကနေပြီးတော့ပညာရှင်တွေကပြောတယ်ပညာသင်တဲ့နေရာမှာရေးသားခြင်းမှတ်သားခြင်းဟာလေကျွန်တော်တို့မြမစကားပုံလို့နှုတ်တရားစာတစ်လုံးဖြစ်တယ်ကျွန်တော်တို့ဘလောက်ပဲအုံနောက်နဲ့ကြက်မှတ်နေပါစေဒါပေမဲ့ရေးသားထားလိုက်တဲ့အရာတွေကအမြဲတမ်းအတွက်ကြံရှိနေတယ်အကျိုးခံစားဖို့လွယ်ကူစေတယ်အဲ့တော့ဒီနေရာမှာကလောင်တန်ရဲ့အကြောင်းကိုဖော်ပြပေးမယ်တပ်ဖ်ဆီရ်ပညာရှင်ကြီးတွေကကုလ်မာယုက်တဘ်ရေးလို့ရတဲ့အရာတွေအားလုံးဒီအာယတ်တော်ရဲ့အောက်မှာပါဝင်ပါတယ်တဲ့ခေတ်ဆက်ဆက်ရေးသားတဲ့ဤစနစ်တွေအများကြီးအရင်တုန်းက physically ပုံစံနေနဲ့ကျွန်တော်တို့ရေးခဲ့တယ်ဒါပေမဲ့နောက်ပိုင်းမှာအခုဆိုရင်ဤပညာခေတ်ဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့ချိန်တွားတယ် laptop တွေနဲ့အခုရေးသားကြတယ်အဲ့တော့ဒီ laptop တွေကလည်းဒီထဲမှာပါတယ်ရေးသားပြီးတော့မှတ်တမ်းတင်ရမယ်ဆိုတဲ့အကြောင်းတွေကိုအလ္လာဟ်ရှမြတ်ကဒီထဲမှာဖော်ပြထားပါတယ်အော်လူချင်းများခင်ဗျာဒီနေ့ဒီအာယတ်တော်တွေအားလုံးကိုကျွန်တော်တို့ခြုံငုံသုံးသပ်ပြီးတဲ့နောက်ပိုင်းမှာဘာတွေသိလိုက်ရလဲနံပါတ်1ပညာရေးဒီကျွန်တော်တို့အတွက်အလွန်တန်အရေးကြီးတယ်ဒါပေမဲ့အဲ့ဒီသင်ယူမဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီပညာရေးကိုအကြောင်းခံပြီးတော့အလ္လာဟ်ရှမြတ်ကိုရှာဖွေတတ်ရမယ်အလ္လာဟ်ရှမြတ်ကိုကျွန်တော်တို့တွေသိသွားရမယ်အဲ့လိုပညာရေးမျိုးကိုကျွန်တော်တို့အစ္စလာမ်ကကုရ်အာန်ကတောင်းဆိုထားတာဖြစ်ပါတယ်ကျွန်တော်ဝမ်းနည်းစရာကောင်းတယ်နောက်ပိုင်းမှာပညာရေးနဲ့ပတ်သက်ပြီးတော့ခွဲခြမ်းစိတ်ပြမှုတွေဖြစ်လာတယ်အဲ့တော့ဒီခွဲခြမ်းစိတ်ပြထားတဲ့ပညာရေးစနစ်တွေကိုကျွန်တော်တို့တွေကြုံနေရတယ်ကျွန်တော်တို့ရဲ့ကလေးလေးတွေပညာသင်တဲ့အခါမှာနှစ်ခုတွဲပြီးတော့သင်ရတဲ့အနေအထားတွေဖြစ်နေတယ်တကယ်တော့ကုရ်အာန်ကပြောတဲ့ပညာရေးထဲမှာအရင်တော့ကခွဲခြမ်းစိတ်ပြမှုတွေမရှိခဲ့ဘူးပညာလို့ပြောလိုက်တာနဲ့အဲ့ဒီပညာနဲ့အတူတူအလ္လာဟ်ရှမြတ်ကိုသိစေတဲ့အလင်းတရားတွေပါပြီးသားဖြစ်တယ်အလ္လာဟ်ရဲ့ရဆူလ်ရဲ့အမိန့်တော်တွေကိုသိစေတဲ့အလင်းတရားတွေကပူးတွဲပြီးတော့ပါခဲ့တယ်ကျွန်တော်တို့အစ္စလာမ်ရဲ့သမိုင်းစဉ်တစ်လျှောက်လုံးမှာကျွန်တော်တို့လေ့လာကြည့်ရင်ဒီပညာရေးစနစ်တွေထဲမှာအလ္လာဟ်ကိုသိစေတဲ့အကြောင်းတွေရဆူလ်ရဲ့အကြောင်းတွေလောကီမှာကျွန်တော်တို့ယက်တည်တဲ့အခါမှာကျွန်တော်တို့အတွက်လိုအပ်လာမဲ့လိုအပ်ချက်တွေကျွန်တော်တို့အခုပြောနေတဲ့သိပ္ပံနဲ့ပတ်သက်ပြီးတော့ကြိုတင်မိန့်ကြားချက်တွေလူဘဝလူရဲ့ပတ်ဝန်းကျင်မှာယက်တည်ပြီးတော့ဘယ်လိုပုံစံမျိုးနဲ့ဒီပညာရေးကိုပြန်လည်အသုံးချရမယ်ဆိုလဲဤပညာတွေအားလုံးပူးတွဲပြီးတော့ရှိခဲ့တယ်ရှေးရခင်တုန်းကအထူးသဖြင့်ကျွန်တော်တို့နဗီကြီးဆလ္လာလာဟ်အလိုင်ဝါဆလမ်ရဲ့လက်ထက်မှာကျွန်တော်တို့နဗီကြီးဟာအရာအားလုံးနဲ့ပတ်သက်ပြီးတော့သိအပင်တွေအကြောင်းသိတယ်တိရစ္ဆာန်တွေနဲ့ပတ်သက်တဲ့သဘောတဘာဝတွေသိတယ်လူတွေနဲ့ပတ်သက်ပြီးတော့သိတယ်ဒီတိုင်းမဲ့ဂျန်နတ်ကိုဘယ်လိုသွားရမလဲဆိုတာသိတယ်ကျွန်တော်တို့ဘယ်လိုယက်တည်နေထိုင်ရမလဲကျွန်တော်တို့ဘယ်လိုကျင်ကြီးကျင်ငယ်ဆွံ့ရမလဲဘယ်လိုကျွန်တော်တို့စားရမလဲဘယ်လိုအနားယူရမလဲစတဲ့အသိပညာတွေအားလုံးကိုခြုံငုံထားတော်မူပြီးတဲ့နောက်ပိုင်းမှာကိုတော်င်ကလည်းကျင့်ကြတော်မူတဲ့အင်နမာဘူအစ္စတူမူအလ္လီမာ
ငါဟာဆရာအဖြစ်နဲ့ဆေလိုချင်းခံရတာဖြစ်တယ်အားလုံးကကိုရောရဲ့အဆဟပ်တော်တွေတောင်ကတော့ကြီးတွေကဒီပညာရက်တွေကိုအဲ့ဒီအတိုင်းပဲခွဲခြမ်းစိတ်ပြမှုတွေမပါဘဲနဲ့သင်ယူခဲ့တယ်တာဘီနေကိုလက်ဆင့်ကမ်းတယ်တာဘီနေကနေတဆင့်တဘာတာဘီနေကိုပြန်လဲပြီးတော့လက်ဆင့်ကမ်းပေးခဲ့တယ်ဒီကနေပညာရေးကြီးဟာပညာရေးစနစ်ကြီးဟာကျွန်တော်တို့ထံကိုပူတွဲပြီးတော့အလ္လာဟ်ကိုသိစေခြင်းဆိုတော့အချက်နဲ့အတူအလ္လာဟ်ရဲ့ရဆူလ်ကိုနဲ့မိတ်ဆက်ပေးခြင်းဆိုတဲ့အချက်တွေနဲ့အတူတူအွမ်မတ်ရဲ့လက်ထဲကိုရောက်ခဲ့တယ်ဒါကြောင့်ကျွန်တော်တို့အစ္စလာမ်ရဲ့အလင်းခနေဆွဲတွေပညာအလင်းခနေဆွဲတွေတမိုင်းတွေကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုရင်ပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟာဥဆောင်ခဲ့တယ်အဲ့တော့ဥဆောင်ခဲ့တဲ့ပုဂ္ဂိုလ်ကြီးတွေကိုကြည့်မလားအီမာမ်ရာဇီကိုကြည့်မလားနောက်တဲ့အီမာမ်ခဒရာမီနောက်တဲ့မြောက်များစွာသောပညာရှင်တွေရှိခဲ့တယ်စေပညာရဲ့နဲ့ပတ်သက်ပြီးတော့ဥဆောင်ခဲ့တဲ့ပုဂ္ဂိုလ်ကြီးတွေတစ်ဖက်မှာလိုအပ်တဲ့သိပ္ပံနဲ့ပတ်သက်တာတွေကိုလူတွေကိုသင်ကြားပေးနေတယ်နောက်တစ်ဖက်ကတဖ်ဆီရ်တွေရေးနေတယ်ဟာဒီသ်တွေကိုစင်ပြန်ပေးနေတယ်အဲ့လိုပုဂ္ဂိုလ်ကြီးတွေတမိုင်းမှာရှိခဲ့ပါတယ်ဘာကြောင့်လဲအဲ့ဒီအခါတုန်းကပညာရေးနဲ့ပတ်သက်ပြီးတော့ခွဲခြမ်းစိတ်ဖြာတဲ့စနစ်ကကုရ်အာန်ကြီးဆလ္လာလ္လာဟ်အလိုင်းဝါဆလမ်ကသင်ပေးခဲ့တယ်အဓိကပညာရေးနဲ့ပတ်သက်ပြီးတော့နှစ်ခုပဲရှိတယ်လောကမှာပညာဆိုတာနှစ်ခုရှိတယ်တစ်ခုကဘာလဲဆိုတော့အီလ်မင်ယန်ဖာအကျိုးပြုပေးတဲ့ပညာရက်နောက်တစ်ခုကဘာလဲအီလ်မူလာယန်ဖာလူသားကိုအကျိုးမပြုတဲ့ပညာရက်ဆိုပြီးတော့အမိန့်ရှိထားတယ်ကိုရောရဲ့လက်ထက်မှာဒီလိုပဲရှိခဲ့တယ်ကုရ်အာန်ကြီးဆလ္လာလ္လာဟ်အလိုင်းဝါဆလမ်ကအွမ်မတ်ကိုကိုယ့်အတွက်လည်းအကျိုးဖြစ်ရမယ်ကိုယ့်ရဲ့အနီးနားမှာရှိနေတဲ့သူတွေကိုလည်းအကျိုးပြုရမယ်အဲ့ဒီလိုပညာရက်မျိုးတွေသင်ဖို့အတွက်လမ်းညွှန်ခဲ့တယ်အလ္လာဟ်ကိုလည်းတည်သွားစေရမယ်ကိုယ့်အတွက်အကျိုးဆိုတဲ့အထဲမှာကိုယ့်ရဲ့လောကီအကျိုးတရားတွေလည်းရှိရမယ်လောကုတ်တရားမှာလိုအပ်မဲ့အကျိုးတရားတွေလည်းပူးတွဲပြီးတော့ပါရမယ်အဲ့တော့လောကုတ်တရားမှာအကျိုးဖြစ်ဖို့အတွက်အီမန်ကိုသိရမယ်အလ္လာဟ်ကိုသိရမယ်ရဆူလ်ကိုသိရမယ်မလာအီကာတွေအလ္လာဟ်ချပေးတဲ့ကျမ်းဂန်တွေအလောရှမြတ်ဆေလွတ်တဲ့ရဆူလ်တမန်တော်တွေဒါတွေနဲ့ပတ်သက်ပြီးတော့လေပူးတွဲပြီးတော့သိရမယ်အဲ့တော့ဒီလိုသိခြင်းတွေဟာလူကိုအကျိုးပြုတဲ့ပညာရပ်ဖြစ်တယ်အဲ့တော့ပညာရပ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့နဗီကြီးဆလ္လာလာဟ်အလိုင်းဝါဆလမ်ကဘယ်လိုခွဲပြလဲဆိုတော့ပညာရပ်ကနှစ်မျိုးရှိတယ်တစ်မျိုးကတော့လူကိုအကျိုးပြုတဲ့ပညာရပ်ဖြစ်တယ်နောက်တစ်မျိုးကတော့လူသားကိုအကျိုးမပြုတဲ့အဆိုးပြုတဲ့ပညာရပ်ဖြစ်တယ်လို့မိန့်ထားတယ်ပြီးတဲ့နောက်ပိုင်းမှာကိုရောကဒူဝါတောင်းတယ်အွမ်မတ်ကိုဒူဝါတောင်းပြခဲ့တယ်ဘယ်လိုတောင်းလဲအလ္လာဟူမ္မာအင်နီအစအလူကအီလ်မန်နာဖီအာအိုအလ္လာဟ်အလ္လာဟ်တန်ကနေကျွန်တော်အကျိုးပြုပေးမဲ့ပညာရပ်ကိုတောင်းခံပါတယ်